ဒီဗီဒီယိုထဲမှာတော့ monetization အောင်ဖို့အလွယ်ဆုံးနယ်ပယ်၄ခုအကြောင်းကျွန်တော်ပြောပြပေးမယ်။ဘယ်နယ်ပယ်တွေလဲဆိုတော့တစ်ချက်ကြည့်လိုက်အောင်။ကျွန်တော်တို့ဒီမှာပေါ့နော်ဒီဘောလုံးသတင်းနယ်ပယ်ဆိုရင် monetization အောင်ဖို့တော်တော်လေးကိုလွယ်တယ်။ဘာလို့လဲဆိုတော့ပုံတွေကြီးပဲအများဆုံးသုံးပြီးအပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ monetization ကိုဒီတေချာ design မတင်ပြီးတော့တမချက်တွေပြည့်သွားတဲ့ခါကျရင် monetization ကိုကျွန်တော်တို့99% လောက်ထိရဖို့တေချာတဲ့ဗီဒီယိုမျိုးစားဖြစ်တယ်ပေါ့နော် copyright device ဆိုရင်တော်ရုံမမိဘူးသူ့ရဲ့ဖန်တီးနည်းကဘယ်လိုလဲဆိုတော့အစပိုင်းလောက်ပဲဗီဒီယိုပေါ့နော်ဗီဒီယို clip ကိုထည့်ပြီးတော့မကြည့်နောက်ပိုင်းတောက်လျှောက်ကပုံနေနဲ့ပဲ edit သွားရတာပေါ့နော် okay ဒါလည်းတင်တန်းထဲမှာကျွန်တော်ပြတာပေးပြီးဗျနောက်တစ်မျိုးကတော့ကျွန်တော်လက်ဝိတ်သတင်းပေါ့နော်အခုနဘောလုံးသတင်းနဲ့လက်ဝိတ်သတင်းကကြတော့ edit တဲ့ပုံစံဘာညာတူတူပဲဘောလုံးနဲ့လက်ဝိတ်ပဲကွာတာပေါ့နော်တော်တော်ကြီးကိုကျွန်တော်တို့ monetization အတွက်အဆင်ပြေနိုင်တဲ့အနေထားဒါပေမဲ့တခုရှိတာပါလဲဆိုတော့အခုနဘောလုံးပဲဖြစ်ဖြစ်အခုဒီလက်ဝဲပဲဖြစ်ဖြစ်ကြတော့ဝါသနာမပါတဲ့သူတွေဒီနယ်ပယ်တွေနဲ့ပတ်သက်ပြီးတော့တီမီခေါင်းမီမရှိတဲ့သူတွေဆိုရင်တော့လောက်ရတာနည်းနည်းခက်လိမ့်မယ်ပေါ့နော် AI ကိုကျွန်တော်တို့ရေးခိုင်းလို့ရတယ်ဆိုပေမဲ့လည်း edit တဲ့နေရာတွေကြာရင်ကျွန်တော်တို့ဒီပေါ့နော်နည်းနည်းဆက်မသိတဲ့သူတယောက်အနေနဲ့ကကြတော့နည်းနည်းပါးတော့အခက်အခဲရှိနိုင်တယ်ဒါပေမဲ့လည်းလူတိုင်း try လုပ်ရတဲ့နယ်ပယ်ဖြစ်တယ်ပေါ့နော်လူတွေကဒါကိုလောက်ရတာခက်တယ်ထင်တယ်တကယ်တော့အရင်ကလွယ်တယ်ကျွန်တော်တင်တဲ့နေမှာဆိုရင်လည်းလူတိုင်းလုံးလို့အဆင်ပြေမဲ့နီလန်းကိုပဲကျွန်တော်ပြတာပြတယ်ဗောနော်ကျွန်တော်ကိုယ်တိုင်လုပ်တဲ့နီးကိုတော့ကျွန်တော်မပြတာဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လုပ်တဲ့နီးကအသေးချာ content ကိုအသေးစိတ်ရေးပြီးတော့လုပ်တာဖြစ်တဲ့အတွက်လူတိုင်းအတွက်ခက်ခဲရှိနိုင်တယ် okay နောက်ထပ်နယ်ပယ်တစ်ခုကကြတော့ကျွန်တော်ဒီမှာ sale သတင်းပေါ့နော် sale သတင်းဆိုရင်လည်းဒီလိုမျိုးပုံစံတွေဗျသူများတဲ့ချင်းကိုအတမ်းမကောင်းမဲတိုက်ဆိုပြီးတေးရေးစရာကိုရှင်ကိုတောင်းပန်လိုက်ရတဲ့ဖြစ်တွေသူများတဲ့ချင်းကိုအတမ်းလေးတဲ့မတွေ့လားအစားပိုင်းမဲ့ဗီဒီယိုအသွားကိုထည့်ပြီးတော့နောက်ပိုင်းတောက်လျှောက်ကျွန်တော်ပုံနေနဲ့ပဲတုံးပြီးတော့ edit တယ်ပေါ့နော်ပြောချင်တာတခုကတော့ဒီလိုမျိုးဆယ်လီသတင်းတွေကြတော့အညီအဟောက်တွေမလုံးနဲ့ပေါ့နော်ဥပမာမဟုတ်တဲ့ဟာသတင်းတွေကိုဟုတ်တယ်ဆိုပြီးတော့လည်းမလုံးနဲ့ကျွန်တော်တို့ကမကောင်းဘူးပေါ့နော်သတင်းအမှန်တွေကိုပဲသိချာဒီလိုမျိုးလေးသိချာတက်ရဲရဲလေး edit ပြီးတော့တင်ဆက်မယ်ဆိုရင်ကျွန်တော်တို့ကအများကြီးအဆင်ပြေနိုင်တယ်ဗျmonetization အတွက်လည်းအရန်ကိုအဆင်ပြေနိုင်တဲ့အနေအထားမှာရှိတယ် selling သတင်းဆိုရင်လည်းကျွန်တော်တို့ run တဲ့သူတွေကဘယ်လိုမျိုး run လဲဆိုတော့ဒီလိုမျိုးပေါ့နော် content writer တွေ video editor တွေအတန်သမားတွေငှားပြီးတော့ run တာဗျတကယ် run နေတဲ့သူတွေကလေသူတို့ကိုယ်တိုင်တော့မလုပ်ဘူးအဲ့လိုမျိုးလေးတွေရှိပါတယ်ဒီဟာဆိုရင် selling သတင်းဆိုရင်ကြတော့ကျွန်တော်တို့ AI ကိုရေးခိုင်းလို့ရတယ်ဆိုပေမဲ့လက်ရှိ update တွေကြတော့ AI သိတာရှိမယ်မသိတာရှိမယ်အဲ့အတွက်ကြောင့်မလို့ selling ပေါ့နော်ဒီလက်ရှိဖြစ်ပျက်နေတဲ့ဒီအမှုပညာလောကဘာညာအဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းဆက်သိတဲ့သူဖြစ်ရင်တော့ပိုကောင်းတာပေါ့ဗျာဒါမျိုးတွေလုပ်မယ်ဆိုရင်တော့ဒါပေမဲ့ဒီနယ်ပယ်ဒီလဲ monetization ရဖို့အလွယ်ဆုံးတဲမှာကျွန်တော်တို့ရှိတယ်ပေါ့နော်အခုနဘောလုံးလက်ဝဲselling okay နောက်ထပ်တစ်မျိုးကကြတော့ကျွန်တော်တို့လောက်ရတာနည်းနည်းလေးလက်ဝင်လိမ့်မယ်ဒါပေမဲ့monetization ရှောက်တဲ့အခါမှာလည်း movie cap တွေဘာတွေလောက်ကျွန်တော်တို့စိတ်ပူပင်တော့ကရောက်เสียမလို့မရှိဘူးပေါ့နော်will power မြန်မာတို့လုပ်နေတယ်ကျွန်တော်တို့ဒီလိုပေါ့နော်ဒီ knowledge sharing ကိုမှသူက documentary ပုံစံပေါ့နော် documentary ဆိုတာကျွန်တော်တို့အကြောင်းအရာတစ်ခုကိုအတေချာနဲ့ဆက်နဲ့မိနစ်အရှည်တင်ဆက်လိုက်တာကိုကျွန်တော် documentary လို့ခေါ်တယ် documentary ရဲ့သဘောကိုအလွယ်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့အသေးစိတ်တာကိုပြောတာအခုပုံမှာဗျာကျွန်တော်တို့ကဒူပုတ်ကိုတယောက်အကြောင်းအဖွဲ့အစည်းတစ်ခုအကြောင်းအဖြစ်အပျက်တစ်ခုအကြောင်းကိုအသေးစိတ်ပြီးတော့တင်ဆက်ခြင်းတယ်ဆိုရင်အဲ့ဒီဟာကိုတင်ဆက်ထားတာဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကို documentary လို့သတ်မှတ်လို့ရတယ်ဗောနော်ဒါကတော့ကျွန်တော်အလွယ်နားလည်အောင်ပြောပြတာဒီမှာ will power မြန်မာတို့ကတော့ဒါကြာပြီဒါပေမဲ့သူတို့လုပ်တဲ့ပုံစံတွေက use ရှင်းနဲ့လွယ်ကူတယ်ဗောနော်ဒါဒီမှာဆိုရင်ဒီ video ဆိုရင်ဒါကျွန်တော်နမူနာတစ်ပုတ်ပြတာဗောနော်အိန္ဒိယအကြောင်းသားဆန္ဒပြပွဲဘာကြောင့်ဖြစ်ရတာလဲဘာညာလက်ရှိအိန္ဒိယနိုင်ငံမှာဖြစ်နေတဲ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့သူကဒီသူ့ရဲ့ audience တွေနားလည်အောင်ရှင်းပြတာဗောနော်ဘာအကြောင်းဖြစ်လဲ okay edit တဲ့နေရာမှာဆိုရင်လည်းဘောက်အထိရောက်အောင် will power မြန်မာကတော့ကျွန်တော်တို့ channel ကြီးဖြစ်တဲ့အတွက်သူ့အနေနဲ့ editing skill လေးတွေတော့ထည့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့လို beginner တွေကျွန်တော်တို့အခုမှစလုံးမဲ့ beginner တွေကြတော့ဒီလိုမျိုးအိန္ဒိယဆန္ဒပြပွဲဘာညာအဲ့လိုမျိုးအကြောင်းအရာကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံရဲ့ video ဆန္ဒအကြောင်းသားရဲ့ဆန္ဒပြနေတဲ့ video clip တွေယူလိုက်ပုံတွေကိုယူလိုက်အဲ့လိုမျိုး save ပြီးတော့ပုံတလဲ video တလဲကျွန်တော်တို့ edit ပြီးပြသွားရင်ကိုအဆင်ပြေတယ်ဗျဟိုလိုမျိုးကြီး will power မြန်မာတို့လို edit တွေမှာပေါ့နော်ဘယ်လိုပါလဲ thousands of ဒီတဲ့ဘက်ကပါလီမန်မုတ်တုံရှာသည်ပုံမှန်စီဘူးအတွက်အစိုးရဘက်ကရေးတဲ့ကျွန်တော်တို့လားဒီအပေါ်လေးမှာတွေ့လား highlight ကိုသူ edit လုပ်သွားတာအစိုးရအနေနဲ့တရားစွာအရေးယူဆောင်ရွက်ပေးဖို့တောင်းဆိုဖို့အတွက်တိုင်းပြည်တစ်ဝန်းလုံးကအကြောင်းသားတွေစုပေါင်းရောက်ရှိလာခဲ့ကြတာ
ဆန္ဒပြကြည့်တဲ့ပွဲကိုတားဆီးဖို့အတွက် အဲဒီမှာတို့လာဒီအပေါ်လေးမှာပေါ့နော်ကြည့်ရင်တော့တွေ့လိမ့်မယ်ဒီမှာဒီအဝါရောင်စာတန်းဒီစာတန်းကိုအဝါရောင် highlight နဲ့ပြသွားတာအဲ့ဒါတွေဆိုရင် edit လုပ်ထားတာတွေပေါ့နော်အဲ့လောက်ထိအသေးစိတ် edit လုပ်ဖို့မလိုဘူးဗျကျွန်တော်ပြောချင်တာအခုမှလုံးမဲ့သူတွေအနေနဲ့ကြတော့ကိုလုပ်ချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ video ပုံတွေ source တွေရှာလိုက်တယ်အကြောင်းအရာကိုကျွန်တော်တို့အသေးစိတ်ပေါ့နော်10မိနစ်ပဲဖြစ်ဖြစ်10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်ရေးချပြီးဆိုရင်အဲ့လိုမျိုးပုံတွေ video တွေတစ်လဲစီသုံးပြီး edit သွားပြီးဒီလိုမျိုးတွေတင်ဆက်မယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့အတိုင်းအတာတစ်ခုထိတန်းတစ်ခုထိရောက်နိုင်တယ်ဗောနော်သူတို့လို edit လုပ်မှမဟုတ်သူတို့ကြတော့လည်း channel ကြီးဖြစ်တဲ့အတွက်တေချာ video တစ်ပုဒ်ကိုအသေးစိတ်ပြင်ဆင်တာဗောနော်ကျွန်တော်တို့အစားလုံးမဲ့သူတွေကအဲ့လိုမျိုးအသေးစိတ်ပြင်ဆင်ဖို့ကြတော့တဖြည်းဖြည်းချင်းတက်ရမှာလေဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ basic ကနေစမဲ့သူဆိုရင် video clip တွေပုံတွေရှာတာနဲ့တင်ကိုအဆင်ပြေတယ်အဲ့ဒီလိုနဲ့ပဲလေဒီလိုမျိုး video တွေလည်း monetization အောင်ဖို့လွယ်တယ်ဗျဒါကတော့ knowledge sharing documentary ပုံစံတင်ဆက်တာကိုကျွန်တော်ပြတာ knowledge sharing ကိုကျွန်တော်တို့နိုင်ငံခြား channel တွေကဒီ source ယူပြီးတော့ copyright လုပ် edit လုပ်တဲ့နည်းတွေနဲ့လုပ်တာတွေလည်းရှိသေးတယ်အများကြီးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ monetization အတွက်ဘယ်လိုမျိုးအဆင်ပြေနိုင်ဆုံးကျွန်တော် နယ်ပယ်တစ်ခုကကျွန်တော်ပြကျင်တော့ကျွန်တော်သူ့ကိုတွေ့တယ်ပေါ့နော်ဝေလ်ပါဝါမြန်မာကိုကျွန်တော်တွေ့တယ်သူ့လိုမျိုးဆိုတာထက်ကိုဖိုင်တီးကျင်တဲ့အကြောင်းအရာကိုဗျာကျွန်တော်တို့အကျယ်ချဲ့ပြီးတော့ပုံတွေဗီဒီယိုတွေနဲ့ရိုးတန်းလေးပဲslide show ပုံစံပဲပြသွားရင်ကိုအဆင်ပြေတယ်အကြောင်းအရာကောင်းတယ်ဆိုရင်လူတွေကကြည့်မှာပဲဟုတ်တော့အဲ့လိုလေးကျွန်တော်ပြောချင်တာပါဒီနယ်ပယ်လေးခုကတော့ကျွန်တော်တို့ monetization အောင်ဖို့အလွယ်ဆုံးနယ်ပယ်တွေဖြစ်တယ်ပေါ့နော်လက်ရှိမှာလည်းကျွန်တော်ကိုယ်တိုင်လည်းလုပ်နေတဲ့နယ်ပယ်တွေလို့လည်းပြောလို့ရတယ်အောင်တဲ့သူတွေလည်းကျွန်တော်အများကြီးရှိရပေါ့နော်အဲ့ဒါလေးကျွန်တော် sharing လုပ်ပေးတာပါအကျိုးရှိမယ်လို့ထင်တယ်ဗျကျေးဇူးတင်ပါတယ်